ကိုခွင့်လွတ်ထားတဲ့ဆိုပေမဲ့ကွယ်အဖက်ဆောင်နေကြတဲ့အပြုမှုမျိုးတော့တည်ငြိမ်မခံတမ်းပြမှုလေးတော့ရှိမှာမင်းနဲ့လန်ခွေပြီးမှအားလုံးအေးစစ်ဖြစ်သွားပြီမိဘအကိုရဖို့စီးပွားရေးပဲကောင်းနေထဲလိုက်ပြီပတ်သက်ခဲ့တဲ့နိုင်ချိန်တွေကိုလည်းငါပြမျောနေပြီနောက်ထပ်ပတ်သက်နေတော့ hey I'm sorry sorryဒီပု္ပ္ပာလေးခုတည်းကဒီလေးတစ်ခုကိုရွေးပါမွေမောက်တွေအများကြီးပါပါတယ်နော်ဘယ်ဟာလေးကိုကြိုက်လိုက်လဲနော်အဖေကိုပဲရွေးပါအော်ညီလေးอ่ะအဖေကိုရွေးတော့1000မရတော့မှာပေါ့